မြန်မာနိုင်ငံအနောက်မြောက်ဘက်တွင်အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသောချင်းပြည်နယ်တွင်တည်ရှိပါသည်။တီးတိန်မြို့သည်မြောက်တီကျူ23ဒီဂရီ5မိနစ်နှင့်23ဒီဂရီ35မိနစ်အကြားအရှေ့လောင်ကြီးကျူ93ဒီဂရီ15မိနစ်နှင့်94ဒီဂရီ5မိနစ်ကြားတွင်တည်ရှိသည်။တီးတိန်မြို့၏ဧရိယာသည်949.230 ယန်းမိုင်ကျဲ3ညရန်ပါသည်။တီးတိန်မြို့သည်တောင်တန်းတွေ3ညရန်ထားသောတာယာအေးချမ်းလာသည့်မြို့တစ်မြို့ဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ9668တွင်ရှိပါသည်။တီးတိန်မြို့သည်ဒုတိယကမ္ဘာစစ်အတွင်းအိန္ဒိယမြန်မာနယ်စပ်တစ်ရောက်စစ်ရေးလှုပ်ရှားမှုများလွယ်ကူချေမွေ့စေရန်အတွက်ဗြိတိရှားတို့ကတိစောက်ထားသော265ကီလိုမီတာရှည်သည့်တီးတိန်နှင့်အင်ဘာနယ်စပ်ဖြတ်ကျော်သည့်လမ်းမကြီးပေါ်တွင်တည်ရှိသည်တီးတိန်မြို့နယ်တွင်အထင်ကရနေရာများစွာရှိသည်သမိုင်း3ညနေလျှော်လုံးခံတက်1889ခုနှစ်တွင်ဗြိတိရှကိုလိုနီနာချက်တော်လှန်ရေးသမားများကိုဒေသခံချင်းတိုင်းရင်းသားများမှခုခံတော်လှန်သောချင်းတောင်တန်းများကိုသိမ်းပိုက်လိုက်သောအခါတွင်ချင်းမျိုးသားရေးအင်အားစုများကဗြိတိရှတို့ကိုတိုက်ထုတ်ခဲ့သောနေရာဖြစ်ပါသည်နှစ်ပေါင်း100ကျော်ခဲ့ပြီဖြစ်ပြီးယနေ့တိုင်တွေ့မြင်နေရဆဲဖြစ်ပါသည်လင်နူပါတောင်လင်မယားဟုခေါ်သောတောင်တို့လည်းလာရောက်လည်ပတ်နိုင်ပါတယ်ပင်လယ်ရေမျက်နှာပြင်မှအမြင့်ပေ9256တွင်တည်ရှိပြီး10ဧကခန့်ကျယ်ဝန်းပါတယ်။ဒဏ္ဍာရီဆန်ပြီးအရန်လှပနေတဲ့နေရာဖြစ်ပါသည်။လင်နူပါတောင်ကိုအမတ်တောင်နှင့်အထီးတောင်ဟူ၍တက်စီတည်ရှိပါသည်။တောင်နှစ်ခုကြားတွင်ချောင်းငယ်လေးတစ်ခုစီးဆင်းပြီးချောင်းတစ်ဖက်တစ်ချက်စီတွင်ထိုးထွက်နေပါတယ်။ချောင်းငယ်လေးမှာတဘာဝအလျောက်ထူးဆန်းစွာပြောင်းပြန်စီးဆင်းနေပါတယ်။သမိုင်းဝင်ကနေဒီတောင်သည်ပင်လယ်ရေမျက်နှာပြင်အထက်8868ပေမြင့်ပြီးချင်းပြည်နယ်၏ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပါသည်မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်ရှိချင်းပြည်နယ်၏အမှတ်သင်္ကေတနှင့်အထင်ကရနေရာဒေသတစ်ခုဖြစ်သည့်အသေးနှလုံးပုံတံတန်ရိရေကန်တို့လည်းလာရောက်လည်ပတ်နိုင်ပါသည်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသည်တီးတိန်မြို့မှ3မိုင်ကွာတွင်တည်ရှိသည်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတီးတိန်သည်18.5 ဧကခန့်ရှိပြီးတီးတိန်၏ဂုဏ်ရှိန်ဝါကိုအလွန်ထင်ဟပ်စေပါသည်2024ခုနှစ်ဒီဇင်ဘာလ12ရက်အစိုးရစက်မှုလက်မှုသိပ္ပံတီးတိန်ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်နေပါသည်အင်ဂျင်နီယာဘွဲ့သည်နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးအတွက်လှေကားထစ်တစ်ခုဖြစ်သည်ကျောင်းသားများစွာသည်အိမ်မက်များအတွက်နှစ်စဉ်ပွဲရရန်စ조사နေကြသည်အစိုးရမှကျွန်ုပ်တို့အားအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသို့တိုးမြင့်ပေးခဲ့သည့်အတွက် Institute သည်အင်ဂျင်နီယာနယ်ပယ်တွင်အမျိုးမျိုးသောအဓိကဘာသာရပ်များနှင့်ကျွမ်းကျင်မှုများကိုပေးအပ်ရန်စ조사နေပါသည်ကျွန်ုပ်တို့နိုင်ငံအတွက်ဆန္ဒရှိသူတိုင်းကိုကျွန်ုပ်တို့နှင့်ပူးပေါင်းရန်ဖိတ်ခေါ်ပါသည် Institute ၏လှုပ်ရှားမှုများနှင့်လုပ်ငန်းစဉ်အချို့ဖြစ်သည့်ကွန်ကရစ်ဘီလက်မြေပုံဆွဲခြင်းလျှက်စစ်စာကြည့်တိုက်နှင့်အားကစားများဖြစ်သည်2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့တွင်အစိုးရနည်းပညာအထက်တန်းကျောင်းမှအစိုးရစက်မှုလက်မှုသိပ္ပံတီးတိန်နေကျောင်းသို့တိုးမြင့်ဖွင့်လှစ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်အခမ်းအနားကိုကျောင်းသားကျောင်းသူများမိဘဆရာဆရာမများကျောင်းအုပ်ကြီးများနှင့်အစိုးရအကြီးအကဲများတက်ရောက်ခဲ့ကြပါသည်ထို့နောက်ကျောင်းသူကျောင်းသားများဝန်ထမ်းမိသားစုများမှဖျော်ဖြေတင်ဆက်မှုများပြုလုပ်ခဲ့ပါသည်
ဝန်ထမ်းဆရာဆရာမများမှကျောင်းရုံးလုပ်ငန်းများစစ်ဆေးဆောင်ရွက်ပြီးကျောင်းစာသင်ရိုးများဆွေးနွေးလေ့လာနေစဉ်ဖြစ်ပါသည်လတစ်ကြိမ်သူညရန်တန်းများအစည်းအဝေးပြုလုပ်နေစဉ်ဖြစ်ပါသည်ကျောင်းအုပ်ဆရာကြီးနှင့်ဌာနမှူးများကျောင်းဆိုင်ရာလုပ်ငန်းများဆွေးနွေးနေစဉ်ဖြစ်ပါသည်သင်ကြားရေးဆရာဆရာမများလည်းပဲပျော်ပျော်ရွှင်ရွှင်နဲ့သင်ကြားရေးတာသူညရန်များထမ်းဆောင်နေခဲ့ပြီးရှေ့လုပ်ငန်းစဉ်များကိုလည်းဆွေးနွေးတိုင်ပင်နေပါသည်မြို့ပြအင်ဂျင်နီယာဌာနမှလက်တွေ့ပရောဂျက်များဆောင်ရွက်နေစဉ်ဖြစ်ပါသည်ကာလတိုသင်တန်းတွင်လျှက်စစ်စွမ်းအားအင်ဂျင်နီယာဌာနမှလျှက်စစ်သင်တန်းများသင်ကြားပို့ချပေးနေစဉ်ဖြစ်ပါသည်စက်မှုစွမ်းအင်အင်ဂျင်နီယာဌာနနှင့်သက်ဆိုင်သောစက်ပစ္စည်းများ၏အရေးကြီးပုံအလုပ်လုပ်နေပုံများလည်းရှင်းလင်းသင်ကြားပေးနေစဉ်ဖြစ်ပါသည်သင်ရိုးနှင့်ဆိုင်သောဘာသာရပ်များကိုလည်းသင်ကြားပေးပြီးကျောင်းသူကျောင်းသားများနားမလည်တာများကိုစနစ်တကျပြန်လည်ရှင်းပြပေးနေစဉ်ဖြစ်ပါသည်ကျောင်းသူကျောင်းသားများပုံဆွဲနည်းပညာဘာသာရပ်များသင်ကြားပေးနေစဉ်ဖြစ်ပါသည်ကျောင်းသူကျောင်းသားများကျောင်းစာကြည့်တိုက်ထဲတွင်နည်းပညာဗဟုသုတစာအုပ်စာပေများဖတ်ရှုလေ့လာနေစဉ်ဖြစ်ပါသည်ကျောင်းသူကျောင်းသားများအားကစားပြုလုပ်နေစဉ်ဖြစ်ပါသည်ကျောင်းသူကျောင်းသားများရှေ့အနာဂတ်မတွက်ပိုစီမှန်းချက်များနှီးနှောဖလှယ်နေစဉ်ဖြစ်ပါသည်ဆိုရစမှုလက်မှုသိပ္ပံဒီတိမ်ကျောင်းမှဝန်ထမ်းမိသားစုများနဲ့ကျောင်းသူကျောင်းသားများ89ကြိမ်မြောက်ခြင်းမျိုးသားနေ့ကိုလည်းကျင်းပပြုလုပ်ပြီးတီဆိုကပြဖျော်ဖြေမှုများခင်းနဲ့ဖွင့်ရွေးခြင်းမော်ဒယ်ရှိုးနဲ့စံပြကျောင်းသားရွေးခြင်းများကိုလည်းပြုလုပ်နေပါသည်
ကျောင်းအုပ်ကြီးမှရှေ့လုပ်ငန်းစဉ်များနှင့်အားပေးစကားများလည်းပြောကြားခဲ့ပါသည်။